မင်္ဂလာပါကောင်းကောင်းကြီးကောင်းကောင်းကိုခုပြောပြမယ်ပုံမြင်လေးကတော့ယုံနဲ့လိပ်အကြောင်းပုံမြင်လေးပဲဖြစ်ပါတယ်ပုံမြင်လေးအစမှာတော့ယုံလေးဟာတောအုပ်ထဲမှာသူ့သားအပြေးအမြန်ဆုံးဖြစ်ကြောင်းကြွားဝါပြောနေတာပေါ့ယုံလေးနဲ့လိပ်လေးတို့ဟာအပြေးပြန်ကြတဲ့အခါယုံလေးကဆဆချင်းအမြန်ပြေးထွက်သွားတဲ့ကွယ်လိပ်လေးကတော့ဖြည်းဖြည်းနဲ့မှန်မှန်လေးမဲသွားတာပေါ့တနေရာရောက်တော့အပြင်းကြီးရဲ့ယုံလေးဟာတစ်ပင်အောက်မှာအိတ်နေတဲ့အဲ့အချိန်မှာပဲလိတ်ကလေးကယုံလေးကိုဖြည်းဖြည်းလေးနဲ့ကြော်တက်သွားတဲ့ကွယ်နောက်ဆုံးမှာတော့လိတ်ကလေးပန်းဝင်သွားတဲ့အချိန်ကျမှယုံလေးဟာနောက်ကနေမောမောပမနဲ့ပြေးလိုက်လာခဲ့ပြီးမြဲနောက်ကျသွားခဲ့ပြီပေါ့ကွယ်လိတ်ကလေးဟာပြေးတာနှီးမိမဲ့ဇွဲကောင်းကောင်းနဲ့အပြင်းမကြီးပဲကျူးစားခဲ့တော့ပထမဆုကိုရသွားတာပေါ့ကွယ်ယုံလေးဟာတော့အပြင်းကြီးကလို့မှုန်နေရတာပေါ့ပုံပြင်လေးကတော့ဒါပါပဲကွယ်ခလေးလိုလဲလိတ်ကလေးလိုစူးစားပြီးယုံလေးလိုအပြင်းမကြီးပဲနေသွားကြရမယ်နော်